နောက်တနေ့မှာ Josh နဲ့ Fitzhugh တို့ဟာတာဝါကိုခဏလောက်ထပ်ပြီးစောင့်ကြည့်နေတုန်း Charlie အထဲဝင်သွားတာကိုမြင်လိုက်ရတယ်။ Josh ကသူ့ကိုရင်ဆိုင်ဖို့ Charlie အပြင်ပြန်ထွက်လာတဲ့အထိစောင့်နေခဲ့တယ်။ Charlie ကတော့ Simon ကသူ့ကိုအဆောက်အုံမန်နေဂျာရာထူးပေးထားတယ်လို့ဖွင့်ပြောလိုက်ပြီးတငယ်ချင်းတွေကိုသူဆက်ပြီးမကူညီနိုင်တော့ဘူးလို့ဆိုတယ်။ဒါအပြင်ရဲတိုင်မှာဖြစ်လို့ဒီခိုးမှုကိုမလုပ်ဖို့လဲ Josh ကိုတတိပေးလိုက်ပါသေးတယ်။တစ်ဖက်မှာလဲကလဲယာကအထက်မြင့်ဆန်အိမ်ကိုခေါ်ယူခံရပြီးရုံးချင်းကိုကျေးဇူးတော်နေ့ကိုပြောင်းလိုက်ကြောင်းသိလိုက်ရတယ်။ဒါအပြင်ကြားနာပွဲအပြီးမှာအာသာက Josh ကိုတရားစွဲဖို့ဆုံးဖြတ်ထားပါတယ်။အပြင်ထွက်မှာကလဲယာက Josh ကိုဖုန်းဆက်ပြီးဒီအပတ်ပိတ်ရက်မှာသူဖမ်းခံရတော့မယ်လို့ပြောပြတယ်။ဒါပေမဲ့ Josh ကတော့ဒါဟာသူ့ရဲ့အစီအစဉ်တိုင်းပဲမို့လို့ဝမ်းသာနေခဲ့ပါတယ်။အဲ့ဒီနေ့ကြီးရောက်လာတဲ့အခါလမ်းလျှောက်ချီတက်ပွဲရှိနေတာကြောင့်လမ်းတွေကိုပိတ်ထားပြီး Lester လည်းအလုပ်ပြန်ဝင်နေပါပြီ။ကလဲယာနဲ့ FBI အေဂျင့်တွေကအာသာကိုရုံးချိန်အတွက်ခေါ်ထုတ်သွားကြတဲ့အခါ Odessa ကသူတို့ထွက်သွားပြီဖြစ်ကြောင်း Josh ကိုအချက်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာ Enrique ကမြေအောက်ရထားဘူတာမှာ Charlie ရဲ့ဇနီးကိုရှာတွေ့ပြီးသူမရဲ့အိတ်ထဲကဖုန်းကိုခိုးယူကာ Josh စီယူလာပေးခဲ့ပါတယ်။ဆက်လိုက်ရောက်မလာသေးလို့အားလုံးကစိတ်ပူနေတော့မှပဲဆက်လိုက်တယောက်ဝစ်စုံအပြည့်နဲ့တာဝါထဲကိုဝင်သွားတာကို Josh တွေ့လိုက်ရတယ်။အဲ့ဒီတော့မှဆက်လိုက်ကပတ်စံတွေကိုသူ့ပါဒါပေမဲ့လည်း Josh ကအစီအစဉ်တိုင်းဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တခိုးလာတဲ့ Charlie ဇနီးရဲ့ဖုန်းနဲ့ကလေးမွေးတော့မယ်လို့ Charlie စီစာပို့လိုက်တဲ့အတွက် Charlie လည်းတာဝါကနေထွက်သွားပါတော့တယ်။လုံခြုံရေးတွေကတော့အခန်းကားနေထိုင်သူတယောက်ရဲ့ပုံတွေပါတဲ့ Playboy မဂ္ဂဇင်းကိုကြည့်ပြီးအာရုံများနေကြတယ်။ Odessa ကလည်းလုပ်ဖော်ကိုင်ဘက်တယောက်ရဲ့မွေးနေ့ဆိုပြီး lobby ထဲကိုကိတ်မုတ်ယူလာပြီးအားလုံးကမွေးနေ့တခြင်းဆိုနေကြပါတယ်။ဝန်ထမ်းတွေအားလုံးမိုးပြန်ပူပေါင်းတွေကြည့်ဖို့အပြင်ထွက်လာတဲ့အချိန်မှာပဲ Josh Enrique နဲ့ Fitzhugh တို့ဟာအထဲကိုအလွယ်တကူခိုးဝင်သွားကြပါတယ်။ဒီအတော့အတွင်းမှာဆက်လိုက်ကဘဏ်ဝန်ထမ်းတယောက်ဖြစ်ဟန်ဆောင်ပြီး Fitzhugh ရဲ့အခန်းဟောင်းထဲကိုဝင်ခွင့်ပေးဖို့ Simon ကိုပြောပါတယ်။ Josh ရဲ့အဖွဲ့ကဓာတ်လေကားစီသွားဖို့စူးစမ်းနေတုန်း Odessa ကအားလုံးကိုအာရုံလွှဲထားပေမဲ့ Simon နဲ့ဆက်လိုက်တို့ကအရင်ဦးဆုံးဓာတ်လေကားထဲရောက်သွားပါတယ်။ဒါကြောင့်သူတို့၃ယောက်ဟာ Fitzhugh ရဲ့အခန်းစီရောက်ဖို့လေကားကနေတက်ခဲ့ရပါတယ်။ဆက်လိုက်ကအခန်းထဲကိုလိုက်ပြခိုင်းပြီး Simon အဝတ်လဲခန်းထဲရောက်သွားတဲ့အခါအထဲမှာပိတ်လောင်လိုက်ပါတယ်။ Simon ရဲ့အကူအညီတောင်းတန်ကိုဘယ်သူမှမကြားရအောင်ရေဒီယိုကိုလည်းအတန်ကျဲကျဲဖွင့်ထားခဲ့တယ်။ဆက်လိုက်ကဓာတ်လေကားနဲ့တက်သွားတဲ့အချိန်မှာ Odessa ကကိတ်မုတ်တစ်ချက်ထဲကိုအိတ်ဆေးထည့်ပြီးအထက်မြင့်ဆန်အိမ်စီသွားပါတယ်။ FBI အဆောင်ကိုကိတ်မုတ်ကျွေးပေမဲ့သူကချောကလက်နဲ့မတည့်ဘူးဆိုပြီးညင်းလိုက်တာကြောင့် Odessa ကသူ့ရဲ့ပစ္စည်းတွန်းလဲနဲ့အဆောင်ကိုတိုက်နောက်ဆုံးမှာ Josh တို့အဖွဲ့စခန်းထဲကိုရောက်သွားပြီးဓာတ်လေကားကိုပိတ်ပစ်လိုက်ပါတယ်။ဆက်လိုက်ကတော့ဓာတ်လေကားရဲ့အပေါ်ပေါက်ကနေတဆင့်အပေါ်ကိုတက်သွားပါတယ်။ Josh တို့အဖွဲ့ကအထက်မြင့်ဆန်အိမ်စီလေကားကနေတက်သွားပြီး Odessa ရဲ့လက်ထဲကလိုအပ်တဲ့ပစ္စည်းတွေကိုယူလိုက်ကြတယ်။မျက်နှာဖုံးတွေစွပ်ပြီးတာနဲ့အခန်းထဲဝင်ပြီးကင်မရာတွေကိုစတစ်ကာတွေနဲ့ကပ်ပစ်လိုက်တယ်။ပြီးတော့နေရန်ကိုလိုက်ခောက်ကြည့်ပြီးအကောင်းပွားတဲ့နေရာကိုရှာကာတူတွေနဲ့ထုရိုက်လိုက်တဲ့အခါစိတ်ချရတဲ့တစ်တာကြီးပေါ်လာပါတယ်။အဲ့ဒီအချိန်မှာဆက်လိုက်ရောက်လာပြီးတနတ်နဲ့ချိန်လိုက်ပေမဲ့ Josh ကတော့မတုံ့လို့ပါဘူး။ Odessa ကဆက်လိုက်ရဲ့နောက်ကနေတနတ်နဲ့ပြန်ချိန်လိုက်တဲ့အတွက် Odessa ကတစ်တာကိုစဖွင့်နေတော့မှပဲ Charlie ကသူ့မိန်းမစီကစာကိုတန်တရားဝင်ပြီးတာဝါကိုပြန်ရောက်လာတယ်။သူကလုံခြုံရေးကင်မရာတွေကိုကြည့်လိုက်တဲ့အခါတတိလစ်နေတဲ့ FBI အဆောင်ကိုတွေ့ပေမဲ့အိပ်ပျော်နေတယ်လို့ပဲထင်သွားခဲ့တယ်။တရားရုံးမှာတော့ကလဲယာနဲ့အာသာတို့ဟာဒီနေ့ကအားလက်ရက်ဖြစ်လို့ဘယ်သူမှအလုံးမလုပ်တာကိုသိလိုက်ရပြီးတစုံတစ်ယောက်ကသူတို့ကိုစာရွက်စာတမ်းအတုတွေပို့လိုက်တာမှန်းသိသွားကြပါတယ်။သူတို့တာဝါကိုပြန်လာဖို့ကြိုးစားပေမဲ့လမ်းတွေအားလုံးပိတ်နေပါတယ်။အထက်မြင့်ဆန်အိမ်မှာတော့ Odessa ကတက်တာကိုဖွင့်လိုက်တဲ့အခါဘာမှမရှိပဲအလွတ်ကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဆက်လိုက်ကသူ့တနက်ကိုပြန်လူဖို့ကြိုးစားရင်းရုံးရင်ဆန်ခက်ဖြစ်ရာကနေတနက်ကြည်စံထွက်သွားပြီးကားကိုထိမှန်သွားပါတယ်။ Josh ကကြည်စံရာကိုတေးသေးချာချာကြည့်လိုက်ပြီးတခုခုကိုသတိထားမိသွားတယ်။သူကတန်တူရွေးနဲ့ဆေးတွေကိုချစ်ထုတ်လိုက်တဲ့အခါမှာတော့တကားလုံးကိုရွှေစစ်စစ်နဲ့လှုပ်ထားမှန်းအတည်ပြုနိုင်ခဲ့ပါတယ်။ Fitzhugh က Josh ကဒီကားကိုခိုးယူဖို့အတွက်အစီအစဉ်တစ်ခုကိုထပ်မံချမှတ်လိုက်ပြီး Enrique ကအမြန်လှုပ်ဆောင်ပါတော့တယ်။လူစုဟာအမိုးထက်ကိုတက်သွားပြီးပြုပြင်ထိန်းသိမ်းရေးသုံးမောင်းနှံကိုနှိမ့်ချလိုက်တယ်။ Josh နဲ့ဆက်လိုက်တို့ကအပေါ်ဆုံးထပ်အခန်းရဲ့မှန်တွေကိုဖြုတ်ကားကိုအစွန်းနာအထိတွန်းထုတ်လိုက်ကြတယ်။ကားကိုကျိုးနဲ့တေးသေးချာချာချီပြီးတာနဲ့ Enrique ကမောင်းနှံကိုတုံးပြီးကားကိုအပြင်ဆွဲထုတ်ကာ Fitzhugh ရဲ့အခန်းဟောင်းရှိရာအောက်ထပ်အနှဲငယ်အထိဖြည်းဖြည်းချင်းနှိမ့်ချပေးလိုက်တယ်။ဒါပေမဲ့ Fitzhugh ကကြောက်လန့်တုန်ကြီးနေပြီးကားကိုလှမ်းမဖမ်းရဲဘူးဖြစ်နေတယ်။ Josh နဲ့ဆက်လိုက်တို့ကသူ့ကိုကူညီချင်ပေမဲ့အဲ့ဒီအချိန်မှာပဲအဆောင်ကနိုးလာပြီးပိတ်ထားတဲ့တကားကိုဖွင့်ဖို့ကြိုးစားနေတာကြောင့်သူတို့နှစ်ယောက်ဟာမောင်းနှံကြိုးအတိုင်းအောက်ကိုဆင်းသွားလိုက်ကြတယ်။ Fitzhugh စိတ်ငြိမ်သွားတဲ့အခါဘေးကင်းအောင်ကြိုးကိုကင်ထားပြီးကားကိုလှမ်းဖမ်းဖို့ပြတင်းပေါက်ကနေကိုအပြင်ထုတ်လိုက်တယ်။ကန်ဆိုးကျင်တော့လေပြင်းတိုက်ခတ်မှုကြောင့်ကားကလွင့်သွားပြီး Fitzhugh ပါအပြင်ကိုပါသွားကလေထဲမှာတွဲလောင်းကြီးဖြစ်နေတော့တယ်။သူ့ကြိုးကိုပြန်ဖမ်းဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့လက်ချော်ပြီးပြုတ်ကျသွားတယ်။တော်သေးတာက Charlie ကအချိန်မီလှမ်းဖမ်းလိုက်နိုင်လို့အထဲကိုပြန်ရောက်သွားတယ်။အဲ့ဒီနောက်မှာတော့ရိမ့်ထိုးနေတဲ့ကားထဲကို Josh နဲ့ဆက်လိုက်တို့ရောက်သွားကြတယ်။ Charlie နဲ့ Fitzhugh တို့ကချိတ်ကိုအတူတူကင်ပြီးကားနဲ့ချိတ်ဆက်နိုင်ခဲ့တယ်။ Enrique ကမောင်းနှံကိုလွှတ်ပေးလိုက်တဲ့အချိန်သူတို့အားလုံးတပြိုင်နက်တည်းဆွဲလိုက်တာကြောင့်ကားဟာအခန်းထဲကိုအောင်မြင်ရောက်ရှိသွားပါတယ်။အဲ့ဒီနောက် Charlie ကသူ့ဘဝကိုဖျက်ဆီးရမလားဆိုပြီး Josh ကိုစူပူပေမဲ့ရွှေတွေအကြောင်းသိလိုက်ရတဲ့အခါမှာတော့ကူညီဖို့သဘောတူလိုက်တယ်။ကားကိုဓာတ်လေကားထဲဘယ်လိုထည့်မလဲလို့အဖွဲ့သားတွေစဉ်းစားနေတုန်း Charlie ကပိုကောင်းတဲ့အကြံတစ်ခုရခဲ့တယ်။ Enrique ကဓာတ်လေကားကိုဖွင့်လိုက်ပြီးအပေါ်ဆုံးထပ်အောက်တက်မှာတင်ပြန်ရက်လိုက်တယ်။ Josh တယောက်ကားတော့ရှာနေတုန်းအာသာရဲ့တရားမဝင်စီးပွားရေးအသေးစိတ်တွေရေးထားတဲ့မှတ်စုစာအုပ်ကိုတွေ့သွားတယ်။အဲ့ဒီအချိန်မှာပဲအိမ်ငှားမျိုးသမီးတယောက်ကသူ့ခွေးလေးအတွက်အကူအညီတောင်းဖို့ထွက်လာတယ်။အမျိုးသမီးအိမ်ပြန်သွားအောင် Charlie ကခွေးလေးကိုခဏယူထားပေးလိုက်တယ်။တစ်ဖက်မှာလည်းကလဲယာရဲ့ driver ကတာဝါစီကိုတွားလို့ရမယ့်တခြားလမ်းကိုရှာတွေ့သွားတယ်။သူတို့တွေကားကိုဓာတ်လေကားအမိုးပေါ်တွန်းတင်လိုက်တဲ့အချိန်မှာဓာတ်လေကားကရုတ်တရက်အောက်ကိုဆင်းသွားပါလေရော။ခွေးလေးကခုန်ချလိုက်လို့ Josh မှာလှမ်းဖမ်းလိုက်ရသေးတယ်။လုံခြုံရေးတွေကစနစ်ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း Enrique ကသူ့တငယ်ချင်းတွေကိုတတိပေးလိုက်တယ်။မြင်းကြီးထက်မှာတော့အာသာနဲ့အေဂျင့်တွေကဓာတ်လေကားထဲဝင်လာပြီးအပေါ်ကိုပြန်တက်လာကြတယ်။ကလဲယာကခွေးဟောင်တန်ကြားပေမဲ့ဘာမှမဟုတ်ဘူးလို့ပဲထင်နေခဲ့တယ်။ဓာတ်လေကားတွင်အပေါ်နားမှာတန်တိုင်တွေကထားတာကြောင့်ကားနဲ့တိုက်မိသွားပေမဲ့ကံကောင်းထောက်မစွာနဲ့ဓာတ်လေကားကအဲ့ဒီနားမှာရပ်သွားတယ်။အာသာနဲ့အေဂျင့်တွေဆင်းသွားပြီးတဲ့နောက် Josh က Lester ကိုဖုန်းဆက်ပြီးဆက်လိုက်ရဲ့ခိုးလာတဲ့ကားကြီးကိုဓာတ်လေကားနောက်ပြန်ဆုတ်ထားဖို့ပြောလိုက်တယ်။အပေါ်ဆုံးထပ်မှာတော့ကလဲယာကပွင့်နေတဲ့လုံခြုံရေးတစ်တာကိုတွေ့သွားပြီးဒါကိုအာသာကတိုင်ကြားခြင်းမရှိတာဟာခံဝင်ချက်ကိုချိုးဖောက်တာပဲလို့ထောက်ပြလိုက်တာကြောင့်အာသာအဖမ်းခံလိုက်ရတယ်။ကလဲယာကအဆောက်အုံတစ်ခုလုံးကိုပိတ်လိုက်ဖို့အမိန့်ပေးလိုက်တယ်
agent တွေကလုံခြုံရေးကင်မရာတွေကိုစစ်ဆေးကြည့်တဲ့အခါကားကြီးထဲမှာ Lester ကိုတွေ့သွားပြီးဝန်ထမ်းတွေက Ferrari ကားကိုခိုးသွားပြီဆိုတာရိပ်မိသွားကြပါတော့တယ်။လုံခြုံရေးတွေကတကားကာတွေကိုပိတ်လိုက်ပေမဲ့ Lester ကတော့အရှိန်နဲ့တိုက်ဖွင့်ပြီးထွက်ပြေးသွားပါတယ်။ FBI အဖွဲ့ကသူ့နောက်ကိုလိုက်လံဖမ်းဆီးတဲ့အခါလမ်းပေါ်မှာစီတန်းလှည့်လည်နေတဲ့သူတွေကမကြိတ်မိအောင်လမ်းဖယ်ပေးရင်းနဲ့ Lester ကအစွမ်းကုန်မောင်းပြေးပြီးပွင့်နေတဲ့လမ်းတစ်ခုထဲကိုကွေ့ဝင်လိုက်ပေမဲ့ရဲကားတွေပိတ်ထားတာနဲ့ပဲတိုးမိပါတော့တယ်။ FBI အဖွဲ့ကကားနောက်ခန်းကိုဖွင့်ကြည့်လိုက်တဲ့အခါဘာမှမရှိတာကိုတွေ့လိုက်ရတယ်။အဲ့ဒီတော့မှဒါဟာသူတို့ကိုလမ်းလွဲဖို့ဟန်ဆောင်ထားတာမှန်ကလေးရရိပ်မိသွားတာပါ။ Lester ကတော့သူဘာမှမသိဘူးလို့ညင်းပြီးသူကသူ့ကိုယ်သူအဆုံးစီရင်ဖို့အတွက်ကားခိုးခဲ့တာပါလို့ဟန်ဆောင်ပြောဆိုလိုက်တယ်။မကြခင်မှာပဲအဖွဲ့ဝင်တယောက်ချင်းစီကိုသူတို့ရဲ့နေ့စဉ်အလုပ်တွေလုပ်နေတော့မှပဲ FBI ကလိုက်လံဖမ်းဆီးလိုက်ပါတယ်။ကလေးရက George ကိုလက်ထိတ်ခတ်လိုက်တဲ့အခါ George ကသူတို့ညစာစားဖို့ချိန်ထားတာတကယ်ပါလို့ပြောခဲ့တယ်။ရဲကားပေါ်မှာတော့အာသာကသူ့ကပဲရောက်သွားလဲလို့မေးပြီးအဖွဲ့သားတွေကိုထောင်ထဲမှာနှစ်အတော်ကြာနေရမယ်လို့ချိန်ချောက်ပါတယ်။ George ကတော့မကြောက်တဲ့အပြင်အာသာရဲ့လှုပ်ဝက်မဆုစာအုပ်သူ့လက်ထဲမှာရှိနေတာကိုထုတ်ပြလိုက်တယ်။အာသာကအဲ့ဒီစာအုပ်ကိုပြန်ဝယ်ဖို့ကြိုးစားပေမဲ့ Rika ကသူတို့တွေမဟုတ်ဖို့မယူတတ်ဘူးလို့ပြန်ပြောပြီးပညာပေးလိုက်တယ်။အဲ့ဒီအချိန်မှာဆိုင်မွန်ကတော့ဘီရိုထဲမှာအော်ဟစ်နေတော့မှပဲ FBI ဌာနချုပ်မှာကလေးရက George ကိုစစ်မေးနေတော့ရှိနေတယောက်ရောက်လာပြီးသူဟာအဖွဲ့သားအားလုံးရဲ့ရှိနေဖြစ်ကြောင်းကြေညာလိုက်တယ်။သူမက agent တွေကိုမဆုစာအုပ်ထုတ်ပြလိုက်ပြီးအဖွဲ့သားတွေကိုလွှတ်ပေးမယ်ဆိုရင်ဒီစာအုပ်ကိုပေးမယ်လို့ကမ်းလှမ်းလိုက်တယ်။ agent တွေက George ကလွဲပြီးကျန်တဲ့သူအားလုံးကိုလွှတ်ပေးဖို့သဘောတူလိုက်ပါတယ်။ George ကတော့ပထမဆုံးအကြိမ်ပြစ်မှုကျူးလွန်သူဖြစ်လို့ထောင်ဒဏ်2 နှစ်ပဲကြာခံရမှာပါ။သူ့တငယ်ချင်းတွေဘေးကင်းဖို့အတွက် George ကဒီသဘောတူညီချက်ကိုလက်ခံလိုက်ပါတယ်။မကြာခင်မှာပဲအာသာအပြစ်ရှိကြောင်းအထောက်အထားသစ်တွေတွေ့ရှိရဆိုတဲ့အကြောင်းသတင်းတွေမှာဖော်ပြလာကြတယ်။အဖွဲ့သားတွေတာဝါကိုပြန်ရောက်တဲ့အခါမှာတော့သူတို့ကားကိုအမိုးပေါ်ကရေကူးကန်ထဲမှာဝတ်ထားခဲ့တာကိုပြသခဲ့ပါတယ်။အာသာတယောက်ထောင်ထဲရောက်သွားချိန်မှာတော့ချာလီကသူ့ရဲ့မွေးကင်းစကလေးလေးနဲ့အတူဆေးရုံမှာရှိနေခဲ့တယ်။အချိန်တန်ကြာတဲ့အခါမှာတော့တာဝါကဝန်ထမ်းအားလုံးစီကိုကားထဲကရွှေစင်ရွှေတုံးလေးတွေပါတဲ့ပါဆယ်ထုတ်တွေရောက်ရှိလာပါတော့တယ်။ George ကတော့ထောင်ထဲမှာပဲသူ့ရဲ့အောင်ပွဲအတွက်ပြုံးပျော်နေခဲ့ပါတယ်။အခုလိုဗီဒီယိုလေးတွေကိုဆက်ကြည့်နိုင်ဖို့အတွက် subscribe လုပ်ထားပြီးအတိပေးချက် notifications လေးတွေကိုလည်းနှိပ်ထားပေးပါဦး။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။